ဘောလုံးတိုင်းကလောင်းတဲ့လူတွေရှော့ဆောက်ကျင်းရုံထားလို့လားဆိုတဲ့အကြောင်းကိုပြောချင်ပါတယ်တကယ်တော့မရုံထားပါဘူးတကယ်ပို့ပြီးတော့ lead ကြီးမှာဆိုပြီးတော့ပို့ပြီးတော့သိတာပါသူတို့ရဲ့ data တွေ analysis တွေကဘောလုံးကြီးတွေ50နီးပါးဖြစ်အောင်သူကတက်နိုင်လို့လုပ်တာရောနော်အဲ့ဒီမှာမှာကိုကရွေးချယ်ပြီးလောင်းရတာဒါဆိုတော့ဘာကြောင့်ရှုံးလဲရှုံးလဲဆိုတော့ဘာလောင်းလို့ရှုံးတာပေါ့ဘာမလောင်းရင်ကိုကမရှုံးဘူးအနည်းတော့ပါအဲ့တော့ဘယ်လိုလောင်းရင်ရှုံးတာလဲပြမနိုင်တဲ့သွားလောင်းတဲ့ပေါ့နိုင်တဲ့လူတွေရှိတယ်ရှုံးတဲ့လူတွေရှိတယ်ဒါပေမဲ့ဘယ်လိုလောင်းတဲ့လူတွေရှုံးကြတယ်ဒါကပွဲအများကြီးလောင်းတဲ့လူတွေရှုံးတာလို့လဲဆိုတော့လောင်းစားစတက်ဆက်လိုက်သူကရေရှည်တော့ပို့ပြီးတော့ရှုံးရတယ်လားစတက်နေ့ထဲမှာပွဲတွေက3ဝဲလောက်ပဲလောင်းတဲ့လူတွေ5ဝဲ6ဝဲလောင်းတဲ့လူတွေဆိုတော့5ဝဲ6ဝဲလုံးနဲ့လောင်းတဲ့လူက3ဝဲလောင်းတဲ့လူတွေပို့ပြီးတော့ရှုံးရတယ်အဲ့တော့ကိုကတက်နိုင်တော့မလောင်းလဲဆိုတော့လည်းတော့ဒီနေ့limit ထားပါတော့တနေ့ကို3ဝဲပဲလောင်းမယ်ဆိုတနေ့ကို3ဝဲပဲလောင်းဒီနေ့လည်း3ဝဲပဲလောင်းမောင်းတွဲတာတကယ်တာပေါ့နော်မောင်းတွဲတာကိုကကန်ဆယ်နဲ့ကိုမောင်းတွဲလဲဆိုတာတကယ်တာ3ဝဲပဲလောင်းမယ်ဆိုရင်ဒီနေ့လည်း3ဝဲပဲလောင်းနေလည်း3ဝဲပဲလောင်းဒီနေ့ကို3ဝဲထပ်ပို့ပြီးလောင်းတယ်ငါအဲ့လိုပုံစံမျိုးပေါ့အဲ့လိုပုံစံမျိုးလောင်းလိုက်တာကိုယ့်ကိုပို့ပြီးတော့အရှုံးနဲ့တက်တာစီနဲ့ပြီးရင်နိုင်သွားရတယ်နိုင်သွားတဲ့ပတ်စံပြန်ပြီးတော့မပါသွားစေဘူးပေါ့ဒီလိုပုံစံမျိုးအကျိုးရှိတာပေါ့ပြီးတော့ tip star ကိစ္စပေါ့ဒီက tista တွေရမ်းများပြီးတော့ဆရာများပြီးတော့ဒုက္ခရောက်တာမျိုးတွေဒီကဗျာကိုကလည်းဒီဘွဲပဲကြည့်တာဒီဂျီကိုပဲကိုကပဲကြည့်တယ်သူလည်းဒီဘွဲကိုဒီဂျီပဲကြည့်တယ်သူလည်းကိုကဖမ်းနေတာမှန်တာမှန်လည်းမှန်ပဲမှားရတယ်မှာကိုကလည်းဒီဘွဲကိုမှန်နေတာမှန်တာမှန်လည်းမှန်ပဲမှားရတယ်မှာအဲ့တော့ tista အားလုံးနေမယ်ဆိုတော့ကိုကကို3ဘွဲလောက်လောင်းပါအောင်ကိုကကို3ဘွဲလောက်ပေါ့ကြိုက်တာတွေကိုကလောင်းနေတာလောင်းချလိုက်တယ်ကိုကကိုလည်းကြည့်ရပါတယ်နိုင်ဆုံးရှုံးတာဒီပြလူပြောရုံးမှာလည်းပြင်းမပြင်းချင်းပေါ့အဲ့လိုစိတ်မျိုးလည်းဖြစ်တယ်ကိုစိတ်ညိုကြိုလို့ရဒီ tista မကောင်းတော့ရှောင်းရဲဆိုတဲ့စိတ်မျိုးလည်းဖြစ်ပေါ့အဲ့လိုပုံစံမျိုးအနည်းဆုံး limit ထားပြီးတော့တစ်နေ့3ပွဲလောက်ပဲလောင်းပြီးတော့ tista အားလုံးကိုလည်းကိုကလောင်းနေတာလောင်းထားတာရှောင်းရဲလည်းရှောင်းလက်ခံလိုက်ပါဒီကပုံစိတ်ကိုနိုင်တာဘလုံးပွဲနိုင်လို့အတွက်အဓိကတော့ချက်ပဲဖြစ်မယ်လို့ကျွန်တော်ကထင်ပါတယ်ဒါလေးတော့ပြည့်ချင်တာပါဗျဘလော့ပွဲကောက်ွက်ဆောက်လာခြင်းမှာ Viber Telegram ဖုန်းနံပါတ်399663 လေးမှာကောက်ွက်ဆောက်လာပြပါဗျ။ခိုင်းပတ်နဲ့တော့မြန်မာချက်နဲ့ရပါတယ်။ပြီးတော့ငွေကြေးစိတ်ချမှုကကျွန်တော်မျက်နှာလေးကိုပါအားလုံးပြပြီးအောင်မခံထားပါဗျ။ကျေးဇူးပါ။